ဒီနေ့ပြောသားမယ့်အကြောင်းအရာလေးက post holiday detoxification ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကျမတို့ကတကြံကာလပရက်ရှည်ပြီးဆုံးသွားတဲ့နောက်မှာပေါ့နော်။တကြံကာလအတွင်းhealthy unhealthy food အလွန်ကျူးစားသုံးမိတာမျိုးတွေအရက်ဘီယာစားတဲ့ဖြော်ရမကာတွေပေါ့နော်။အလွန်ကျူးတောက်သုံးမိတာမျိုးတွေနောက်ရေကိုအလွန်လောက်ပြေဝစွာမတောက်မိတာမျိုးတွေအေးရေးကောင်းကောင်းမအိပ်မိတာမျိုးတွေပေါ့နော်နောက်တစ်ခုကကိုလက်လှုပ်ရှားမှုအရန်နေပါတာမျိုးတွေလူတိုင်းမှာပေါ့အနည်းနဲ့အများရှိတတ်ကြပါတယ်ဒီဟာရဲ့အကျိုးဆက်တွေကြောင့်နံပါတ်1ကိုခန္ဓာလေးချိန်မြင့်တက်လာတာအာရင်ကုန်ခန်းလို့ဖြစ်တာလူကလန်းလန်းဆန်းဆန်းမရှိတာအသားရည်စုပ်ပြေးမှုမရှိဘဲနဲ့ဝက်ချန်တင်းတိတ်စားတဲ့အရေးပြပြဿနာတွေကြုံတွေ့တာအသားရည်နီလောင်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်ခုနပြဿနာလေးတွေမဖြစ်ရအောင်ကျမတို့ post holiday detoxification လို့ခေါ်တဲ့ဟာလေးပြုလုပ်နိုင်တဲ့ facts တွေတချို့ကိုကျွန်မပြပြပေးသွားပါမယ်။နံပါတ်1အချက်မနက်စောစောထားပြီးတော့အချိန်45မိနစ်လောက်ပေးပြီးကိုလက်တွေကျင်ကန်လုပ်တာပေါ့နော်လမ်းလျှောက်တာ exercise လုပ်တာလေးတွေပြုလုပ်လို့ရတယ်။နံပါတ်2အချက်ကတော့တနေ့ကိုရေအနည်းဆုံး3လီတာဝင်အောင်တောက်ပေးရမယ်။နံပါတ်3အချက်ကတော့ကစီဓာတ်များတဲ့အစားအသောက်တွေပေါ့ထမင်းဂျုံခောက်ဆွဲပေါင်မုတ်အဲ့လိုကစီဓာတ်များတဲ့အစားအသောက်လေးတွေကိုအတက်နိုင်ဆုံးအနည်းဆုံး short ပြီးတော့စားသုံးရမယ်။နံပါတ်4အချက်ကတော့အယ်ကိုဟောဘီယာပေါ့နော်အဖျော်ယမကာတွေကိုအတက်နိုင်ဆုံး short ပြီးတော့တောက်သုံးတင်ပါတယ်နံပါတ်5အချက်ကတော့ကိုယ်ပိုင်ပြုလုပ်နေကြ skin care routine တွေပေါ့ကိုယ့်ရဲ့ skin care step by step ပြုလုပ်တဲ့အချက်လေးတွေနောက်နီလောင်ကာ cream လေးတွေအမြဲတမ်းသုံးစွဲတာမျိုးလေးတွေကိုပြုလုပ်ပေးလို့ရပါတယ်ကျွန်မကတော့ဒေါက်တာခိုင်ခွင့်ဖြူဖြစ်ပါတယ်